အားလုံးပဲမင်္ဂလာပါရှယ်မှာ SD ဇက်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့စုစင်တာဖြစ်ပါတယ်စာအုပ်တွေတော့ဖတ်ခြင်းနဲ့ဘာစာအုပ်တွေဖတ်ရမလဲမသိဘူးဘဝအတွက်အကျိုးရှိမဲ့စာအုပ်တွေကိုဘယ်လိုရှာရမလဲဘာစာအုပ်တွေဖတ်ရမလဲအဲ့ဒါတွေသိကျင်နေဆိုရင်တော့ဒီဗီဒီယိုကသင်အတွက်ဖြစ်ပါတယ်မတည်ခင်ဖတ်သွားတဲ့စာအုပ်တွေကတော့အများကြီးရှိရပေါ့နော်ဒါပေမဲ့ဒီဗီဒီယိုမှာတော့ကျွန်တော်3အုပ်ကိုရွေးပြီးတော့ညွှန်ပေးထားတယ်ဒါတယောက်နဲ့တယောက်ကတော့အကြိုက်တူခြင်းမှလည်းတူမယ်ပေါ့ပထမတစ်အုပ်လုံးဝအနှစ်ကြီးပေါ့နော်ကျွန်တော်တို့ဘဝမှာအခက်အခဲတွေရှိရဲအဆင်မပြေမှုတွေရှိရဲကြာရှုံးမှုတွေရှိရဲအဲ့လိုမျိုးတွေကိုကျွန်တော်တို့ညှိတွားနေကြတယ်ပေါ့နော်ဒီစာအုပ်တာဖတ်လိုက်မယ်ဆိုရင်တော့ကိုယ့်ရဲ့အခက်အခဲတွေအဆင်မပြေမှုတွေကလုံးဝပါမွားပေါ့နော်ကိုတော့မှဒါပို့ပြီးတော့လန်းဆန်းဆန်းတက်ကြွနဲ့ကိုပို့ပြီးကျေးဇူးတင်မိမယ်ဆိုတဲ့စာအုပ်မျိုးအဲ့စာအုပ်ကတော့ဒါဆရာဦးလာဝင်းပေါ့နော်ဦးလာဝင်းလေးသူရဲ့တူဆိုတဲ့သူကဘာသာပြန်ထားပြီးပါပီလွန်နဲ့ဘင်ကိုဆိုတဲ့စာအုပ်ဒုတိယကမ္ဘာစစ်မတိုင်ခင်မှာဆိုပြင်သစ်တည်းရဲ့တကြွစနစ်ဆိုတာရှိတယ်အဲ့ဒါကတော့ဒါကမ္ဘာမှာဆိုရင်အဆိုးရွားဆုံးစနစ်လို့ပြောရတဲ့စနစ်တစ်ခုဒီမှာပါပီလွန်ကြီးကတကြွကျသွားတယ်ဒီပါပီလွန်ကဒီသူ့ရဲ့ရည်မှန်းချက်တစ်ခုရှိရဘာလို့ဆိုတော့ဒီတကြွကနေလွတ်မြောက်ရမယ်ဆိုတဲ့ဟာကသူ့ရဲ့ရည်မှန်းချက်ကိုတဆုပ်တစ်နှစ်နဲ့သူစ조사တယ်ဒါလွတ်မြောက်ဖို့အတွက်မျိုးစ조사တယ်လွတ်မြောက်နိုင်တဲ့အနေထားလေးရှိတယ်ဒါပေမဲ့သူ့ရဲ့ရည်မှန်းချက်တစ်ခုရှိရဟာကိုသူလုံးဝမဖြစ်မနေသွားတယ်ပေါ့နော်ဒီမှာဆိုရင်သူ73နှစ်ကြာတကြွကြခဲ့တယ်အခက်ခဲတွေအမျိုးကြုံတယ်ထွက်ပြေးမယ်စဉ်းစားလိုက်ထွက်ပြေးမယ်လှုပ်လိုက်ကြာရှုံးလိုက်ဒီမှာဆိုရင်ကျွန်တော်တို့တွေအဲ့ခစ်ကပေါ့နော်ဆိုရင်ညတော့သူကအတန်တိတ်ပေါ့နော်အတန်တိတ်အခန်းပေါ့နော်အတန်တိတ်အခန်းကျွန်တော်တို့ဒီတိုင်းပုံမှန်ဆိုကချစ်အတန်လေးကြားနေရရင်ကိုတာယာနာပြောပွဲရှိရလူကြီးတွေဆိုရင်တော့မှတယောက်တည်းနေရတာဟိုမှာဖြစ်တယ်ဆို TV ဖွင့်ထားရဲကြည်လည်းမကြည်ဘာလို့ဆိုတော့တယောက်တည်းအတန်တိတ်နေရတာကိုအဆင်မပြေလို့ပေါ့နော်အတန်တိတ်အလုံးပိတ်ခန်းမှာပေါ့သူအချင်းကျသွားတယ်သူထွက်ပြေးဖို့ကြိုးစားနေအဲ့ရနေပြီးတော့သူကယူသွားတဲ့သူတွေလည်းရှိရဲပြန်ပြီးတော့လွတ်မြောက်တာမဟုတ်ဘဲနဲ့တည်သွားတဲ့သူတွေလည်းရှိရဲဒါပေမဲ့ပါပီလွန်ကရအောင်ထွက်နိုင်ခဲ့တယ်ပေါ့နော်သူနောက်ဆုံးမှာသူ့ရဲ့goalဖြစ်တဲ့ဒါလွတ်မြောက်ဖို့အတွက်ကိုသူဘလို့မျိုးတွေဒီစာအုပ်ထဲမှာဘလို့မျိုးတွေမဆုံးမနစ်စူးစမ်းသွားတယ်ဆိုတဲ့ဟာတွေအများကြီးပါတယ်ဒါတကယ်ဖြစ်ရမှန်စာအုပ်အဲ့တော့ဒါ motivation စာအုပ်လည်းမဟုတ်တဲ့အတွက်ဖြစ်ရမှန်စာအုပ်ဖြစ်တဲ့အတွက်ဒါ reason တွေအဲ့တော့စာအုပ်မလို့ပေါ့လို့စကားမလို့ပေါ့လို့ reason ပေးစရာမလိုဘူးကိုယ့်ဘဝမှာအခက်အခဲတွေဖြစ်နေတာဆိုတာလုံးဝပပီလွန်နဲ့အသေးမွားပါပဲဒါတော့ပထမဆုံးတစ်အုပ်ပါဒုတိယတစ်အုပ်မှာတော့ကျွန်တော်စာအုပ်ပပလေးပဲညွှန်းမယ်ပေါ့နော်ဒါစာအုပ်ကစာဖတ်သူရဲ့အတွေးတွေဒါအယူအဆတွေကိုဒါတွဲခေါ်ပြီးတော့ပါပေမဲ့စီမျောသွားရတဲ့စာအုပ်အတွေးတွေအများကြီးတွေးနိုင်တဲ့စာအုပ်ပေါ့နော်ဒါကတော့ဆရာမြေမုံတွင်ရဲ့အရေးတကြီးကြီးဆိုတဲ့ဟာအရေးတကြီးကြီးအရေးဆိုတာကျွန်တော်သိတဲ့အတိုင်းပဲဒီမှာဆိုဒီစာအုပ်ဆိုကျွန်တော်အခုမီးထွန်းထားတော့ဒါဆိုရင်ဒီအောက်မှာအရေးကြတယ်ဒါပုံမှန်အရေးဒီစာအုပ်က4000ဆိုရင်4000အတိုင်းပဲအရေးကြမယ်ဒီလက်ဆိုရင်လက်အတိုင်းပဲအရေးကြမယ်ပေါ့နော်ဒါပေမဲ့သူ့ရဲ့အရေးကဘာတော့ဆိုတော့ကြတော့ဒီမှာဆိုရင်သူ့ရဲ့ဇက်ကောင်ကနေပြီးတော့သူ့ကိုယ်တိုင်ရဲ့ပြီးတော့သူ့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့လူတွေရဲ့အရေးတွေကိုမြင်နေရတယ်အရေးမြင်တာဘာစမ်းတော့ပေါ့စဉ်းစားကြရရှိတယ်ဒါပေမဲ့မဟုတ်ဘူးပေါ့နော်ဘာအရေးလဲဆိုတော့ခါကြတော့လူတွေရဲ့အတွေးထဲမှာရှိတဲ့အတွင်းအတွေးထဲမှာရှိတဲ့အရေးတွေကိုမြင်ရတယ်ဥပမာလူအချင်းချင်းတွေ့ကြတယ်တွေ့ကြပြီးဟဲ့နင်လှလာလိုက်တာနင်ဘလို့လေးတော့အဲ့လိုမျိုးတွေးနေအဲ့လိုမျိုးပြောလိုက်တယ်ပေါ့နော်ဒါပေမဲ့တကယ်သူ့ရဲ့စိတ်ထဲမှာကျတော့ဝလာတည်ရင် तू ကလှလည်းမလှဘူးပေါ့အဲ့လိုပုံစံမျိုးမကောင်းတဲ့အတွေးအဲ့လိုမျိုးတွေးလိုက်တယ်ဆိုရင်သူ့ရဲ့လူကတော့အရှိမပြုံးနေတယ်ဒါပေမဲ့သူ့ရဲ့အတွေးကမကောင်းတာဖြစ်တဲ့အတွက်သူ့ရဲ့အရေးမှာကျတော့မကောင်းတဲ့ပုံစံအတိုင်း तू ကမြင်နေရတယ်ပေါ့နော်အဲ့တော့ခါကျ तू ကိုယ်တိုင်ရောပတ်ဝန်းကျင်ကလူတွေရဲ့အရေးကိုမြင်ရတဲ့အချိန်မှာသူ့မှာယူမတက်ပေါ့နော်ဘလို့ကြီးတော့ဒါပေမဲ့ဒါစားပါလားဆိုတော့မစားတော့ဘူးဒါမှစိတ်ထဲမှာတော့စားချင်လိုက်တာပါညာအဲ့လိုမျိုးတွေဖြစ်တော့သူဒီအရေးကိုရှောင်နေသူအရေးတွေကိုမမြင်ချင်ဘူးအရေးမရှိတဲ့နေရာကိုသူရှောင်နေသူကိုယ်သူလည်းပုံနေရှောင်ပုံနေပေါ့နော်သူကိုယ်သူရှောင်ပုံနေအဲ့မှာသူဖျားဝင်းထဲကိုရောက်သွားပေါ့နော်သူလို့ရှောင်ပုံနေဖျားဝင်းထဲကိုရောက်သွားတဲ့အချိန်မှာအရေးမရှိတဲ့သူအရေးမပါတဲ့အရေးမရှိတဲ့ကောင်မလေးတယောက်ကိုသူတွေ့သွားတယ်အဲ့မှာအဲ့ကောင်မလေးနောက်ကိုလိုက်တယ်ပေါ့နော်နင်းအရေးကဘာလို့မရှိတာလဲဆိုတဲ့ဟာနောက်ဆက်တွဲရတော့ကျွန်တော်မပြောတော့ဘူးဘာလို့ဆိုတော့စာအုပ်ကလည်းပါလေးအဓိက main ကအဲ့ဒီရဲ့နေရာမှာရှိရပေါ့နော်အဲ့တော့ကျွန်တော်ရဲ့အတွေးတွေကပြောင်းသွားတယ်ပေါ့နော်ဒီစာအုပ်ပတ်ပြန်ငါအရင်မရှိအောင်လို့ရှိတိုင်းပဲဒါကိုယ့်ရဲ့ပြောမယ်ဆိုရင်အရှိတိုင်းဆိုကိုက
လူတိုင်းကတော့ပုထုဇဉ်ပဲပေါ့နော်စိတ်ရုပ်စိတ်ပုတ်တွေကတော့ရှိနိုင်တာပဲဒါပေမဲ့အခုကအဲ့လိုမျိုးမရှိအောင်လို့ဘယ်လိုမျိုးနေထိုင်မလဲဆိုတော့အတွေးတွေအများကြီးရှာတဲ့စာအုပ်ပေါ့နော်ကဲဒါဆိုရင်ဒါသူနှစ်အုပ်ပြီးသွားပြီပထမတစ်အုပ်ကထုတ်ပတိလုံးဝကိုအတွက်အတူယူရမယ့်ဟာတွေဒုတိယတစ်အုပ်ကအတွေးတွေကိုပြောင်းသွားနိုင်တဲ့ဟာဒီမြေမုံလွင်ကကြတော့ဖတ်ခုတစ်ခေါက်ဖတ်တာနဲ့နောက်တစ်ခေါက်ဖတ်တာနဲ့မတူနိုင်ဘူးပေါ့နော်ဘာလို့ဆိုတော့ तू ကအတွေးတွေနဲ့ကိုအတွေးတွေကိုကစားပြီးတဲ့စာအုပ်ဆိုโอเคနောက်ဆုံးတစ်အုပ်ကိုပြောမယ်နောက်ဆုံးတစ်အုပ်ကကြတော့ကျွန်တော်တို့လူလောကမှာနေပြီဆိုရင်အဲ့ဒီအရာကိုလုံးဝမဆက်ဆံချင်ပါဘူးမထိချင်ပါဘူးမတွေ့ချင်ပါဘူးမခေါ်ချင်ပါဘူးဆိုတဲ့ဟာအဲ့လိုမျိုးလုံးလို့မရတဲ့အရာတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့money ငွေပေါ့နော်ငွေဒါပေမဲ့တုံးနေကြတယ်ရှားနေကြတယ်ဒါပေမဲ့ငွေကိုဘယ်လိုမျိုးစိတ်လေးထားပြီးရှာရမလဲငွေကိုဘယ်လိုလေးစိတ်လေးထားပြီးတုံးရမလဲဆိုတာကိုမသိကြဘူးဒါတော်တော်များများမသိကြဘူးပေါ့နော်အဲ့တော့ကကိုကတေတီထိတုံးနေရမယ်ဒီငွေကိုတေတီထိတုံးနေရမယ်အဲ့ဒါကြောင့်မလို့ငွေကိုဘယ်လိုမျိုးတုံးရမလဲဘယ်လိုမျိုးရှာရမလဲဘယ်လိုမျိုးစိတ်ထားရမလဲဆိုတာကိုဒါကွန်းကွက်နဲ့သိမဲ့ဒါစိတ်ထားလေးတစ်ခုရှိမဲ့စာအုပ်ပေါ့နော်အဲ့ဒါတော့ဆရာမညံတာတင်းညံတာပေါ့နော်တင်းညံတာဘာသာပြန်ထားတဲ့ Happy Money ဆိုတဲ့စာအုပ်ပျော်ရွှင်သောငွေကြွေးပေါ့ကျွန်တော်ဒီစာအုပ်လေးကို review တက်ပေးထားတာရှိတယ်မကြည့်ရရင် detail သွားကြည့်ပါကိုယ့်ရဲ့အိတ်ထဲမှာရှိတဲ့ပတ်စံတွေကပြောနေလားဒီမိကုန်းလေးပေါ့နော်အဲ့တော့ကိုကပတ်စံကြီးသုံးမယ်ဆိုရင်သုံးလိုက်ရမှာပဲကိုကကြည်ပြူနဲ့သုံးလိုက်ရင်လည်းဒီပတ်စံထွက်သွားမှာပဲမကြည်မဖြူနဲ့သုံးရင်လည်းဒီပတ်စံထွက်သွားမှာပဲအဲ့တော့ပတ်စံပေါ်ကိုဘယ်လိုစိတ်မျိုးလေးထားရမလဲဆိုတဲ့စာအုပ်ပေါ့နော်အဲ့တကယ်တမ်းတော့အဲ့ထက်အများကြီး detail ပါတယ်ကျွန်တော်တို့ဒါသုံးအုပ်ကိုညွှန်းတာဖြစ်တဲ့အတွက်အချင်းချုပ်နဲ့ပြောလိုက်တယ်တကယ်လို့ detail သိချင်တယ်ဆိုရင် detail video ကိုတက်ကြည့်ပေးပါကျွန်တော် link လေးချပေးထားပါမယ်ဒါကတော့မသိခင်ဖတ်သွားမယ်စာအုပ်သုံးအုပ်ကိုကျွန်တော်ညွှန်ပေးသွားတာပါဒီသုံးအုပ်ထဲရှိရမဟုတ်ဘူးเนาะဒါကျွန်တော်ပြန်ပြီးပြောတာနောက်ထပ်စာအုပ်တွေလည်းအများကြီးရှိရဲအဲ့ဒီမသိခင်ဖတ်သွားတဲ့စာအုပ်တွေအများကြီးကျဲရမှာသုံးအုပ်ကိုညွှန်ပေးသွားတာဖြစ်ပါတယ်ကဲဒါဆိုရင်အခုကြည့်နေတဲ့သူတွေကရောဘယ်စာအုပ်တွေကတော့မသိခင်ဖတ်သွားတဲ့စာအုပ်တွေဖြစ်မလဲဆိုတာမှန်ခဲ့ပေးပါအောင်ကျွန်တော်မဖတ်ရသေးဘူးဆိုလည်းဖတ်ကြည့်ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်